ဖြစ်တဲ့ခဏအသက်20အတွင်းမှာတီလာတဲ့ပတ်စံတော်တော်ရေးကြီးတာပဲရာအလုံးဒီပါကိုသူလုံးနိုင်တယ်လို့ငါတွေးမိရနဲ့ချွေးသီးပါရွှဲဒီကြောင်းတွေဖျားနေတွေးမှမေးကြည့်ရမယ်တုတ်ကောင်ဘွားတရေသားဘွားဖြည်းဖြည်းသွားရင်လူဖြစ်လာတော့နေစားစားစရာဒါမိဘတွေပြေး service ဒီလိုနဲ့ရွယ်ရောက်လာတော့ပုံမှန်မို့ရုံးမှန်လို့ရှားရင်နောက်ဆုံးတော့ပြဖြစ်သွားရပဲမဟုတ်လားဒါကထုံးစံဒုက္ခတွေရောက်တော့အဖျားရှိမှထူးထောက်တိုင်းတဲ့တည်းတကယ်နဲ့စဉ်းစားကြည့်ငါဒုက္ခကသူ့နဲ့မှမဆိုင်ပဲငါတို့တကယ်တော့ပိုင်တဲ့အရာတွေကိုဖတ်တွေ့ဖို့ကြိုးစားရင်းနဲ့ပဲချိန်နေကုန်ခဲ့ပြီးဒီတရားတွေရိုင်နေလူတွေတည်သွားတဲ့အခါမှာခန္ဓာရဲ့ဝိညာဉ်ထွက်သွားရဆိုတော့မျိုးနဲ့ငါ့ကိုပုံဝင်ခြင်းကပြစ်တင်လျက်နိဗ္ဗာန်နဲ့ငယ်ခုခုမဖြစ်မနေရွေးရမှာပဲမဟုတ်လားအမှန်တကယ်တော့တည်သွားရင်ဒီတိုင်းအေးသွားတော့ပဲမဟုတ်လားလူတွေနဲ့ခဏဒီပါကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူတော့မယ်နောက်လေချီရောပါချင်ခဲ့လေလူမုံများနဲ့ဝေဝါသွားမယ်တခါတည်းတငယ်ချင်းတွေနဲ့သွားလာပြီးခါလေထီးကြံဆန်လို့ငါအရေးတော့ငါရဲ့အနာမှာမရှိအသက်ရွယ်ကြီးလာနဲ့မြဘွားကလိုက်ခါလာသည်လူသစ်တွေနဲ့တွေ့သလိုနားကပျောက်သွားတာကြီးလည်းများလာပြီလူဆိုတာတေးပြီးသွားရင်ဘာဖြစ်မယ်ဆိုတော့ဖြစ်ရှိရဲ့ဘွားနောက်ဘွားဆိုတာကိုတွေ့ရင်လက်ရှိဘွားကိုရနေကြည့်ရဲ့လားငါတည်သွားတဲ့ခါမှာမြုပ်ပေးပါမြေကြီးရဲ့မှာဘွားမှာကြောက်စရာဆိုတာမရှိတော့တာငါဖေးတေးပြီးကလေးကတနေရာနဲ့တနေရာဝေးလို့မသွားဘူးကိုယ့်ကိုယ်တော့ပြင်းလို့တော့တမင်းတော်ကြောင်မဝါဘူးဒါပေမဲ့လည်းအချိန်တန်တော့တမင်းစားဖို့ပတ်စံရှာမိဘတွေရဲ့ရေအောင်မှာကြမရှိတဲ့နာကိုလက်ခံလာတာရီကြီးရဲ့မွေးရအောင်မယ်ကိုယ့်ဘက်ကပြည့်အောင်လုပ်ပြီးတော့မပြည့်တဲ့လူတွေကိုလည်းဖြည့်ရအောင်မယ်အခုတည်းထိတော့အနာဂတ်ကဝေဝါးတော့မယ်ဆိုပေမဲ့လည်းလူဖြစ်တဲ့ခဏမှာပျော်ပျော်ကြီးနေတော့မယ်လူဖြစ်တဲ့ခဏဒီပါကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူတော့မယ်နောက်လေချီရောပါချင်ခဲ့See